ဒီလူကတော့တကဘာလုံးမှာငွေရှာနိုင်ဆုံးလူဖြစ်ပြီးအသက်26နှစ်မှာတင်ဘီလီယံနာဖြစ်ခဲ့လို့ငွေတွေများလုံးပြီးစက်ကူစုပ်လိုမျိုးတောင်လွင့်ပစ်ခဲ့တာပါဒါပေမဲ့တင်ယုံနိုင်မလားလွန်ခဲ့တဲ့4နှစ်တုန်းကသူဟာဘယ်သူမှမသိတဲ့ဆင်းရဲသားကောင်လေးတစ်ယောက်ပဲရှိသေးတာသူဘယ်လိုများဘဝကိုပြောင်းလဲပစ်ခဲ့တာလဲဇလန်းကသူအသက်22နှစ်ကနေစတင်ခဲ့ပါတယ်ဂျော်ဒန်ဟာချမ်းသာခြင်းနဲ့အိမ်မက်တွေကိုရင်ဝယ်ပိုက်ပြီးဇနီးသစ်ဆက်ဆက်နဲ့အတူ Wall Street ကိုရောက်လာခဲ့တယ်သူဟာစတော့ပွဲစားတစ်ယောက်အဖြစ်အလုပ်ရခဲ့ပေမဲ့တကယ်တမ်းမှာသူဟာဖုန်းဆက်သွယ်ပေးုံတက်တက်လူတစ်ယောက်ဖြစ်နေပြီးဒီနေ့ကိုဖုန်းလုံးပေါင်း900ဆက်ရကလစာကလည်းတအားကိုနေလုံးပါတယ်ဒါပေမဲ့သူ့ရဲ့အထက်လူကြီးမတ်ကတော့တစ်နှစ်ကိုအမေရိကန်ဒေါ်လာတန်းချီဝင်ငွေရှိတယ်မတ်ကဂျော်ဒန်ကိုအရန်သဘောကျလို့နေ့လည်စာစားရင်းနဲ့ Wall Street ရဲ့မောက်မိုက်တဲ့ဥပဒေသားတွေကိုဖွင့်ဟပြခဲ့တယ်သူတို့ရဲ့တာဝန်ကဖောက်တီတွေကိုငွေရှာပေးဖို့လုံးဝမဟုတ်ပဲဖောက်တီတွေစတော့ကစားတာဆွဲလန်းလာအောင်လုပ်ဖို့ဖြစ်ပြီးမရက်မနာအယောင်းဝယ်လုပ်ခိုင်းဖို့ပါပဲဒါမှပွဲစားတွေကကော်မရှင်ကတွေနဲ့အိတ်တုံဖာမောက်ချမ်းသာနိုင်မှာဖြစ်လို့ပါဒီလိုဖိအားများတဲ့အောက်မှာအခြေအနေကိုထိန်းထားနိုင်ဖို့မတ်ကရှိုးဝက်ချက်နှစ်ခုကိုပါတင် जा ပေးခဲ့သေးတယ်အဲ့ဒါကတော့ဆေးများကြီးသုံးဖို့နဲ့အာတာဖြေဖို့ပါပဲဒီစကားတွေကဂျော်ဒန်ရဲ့အမြင့်သုံးသက်ချက်၃ခုစလုံးကိုလုံးဝကိုပြောင်းလဲပစ်ခဲ့တယ်သူအစွမ်းကုန်စူးစမ်းခဲ့လို့နောက်ဆုံးတော့စတော့ပွဲစားလိုင်စင်ရရှိခဲ့ပါတယ်ဒါပေမဲ့သူအကြီးကျယ်လက်စွမ်းပြဖို့ပြင်ဆင်နေချိန်မှာပဲကံကြမ္မာကအကြီးကျယ်နောက်ပြောင်ခဲ့ပါတယ်1989ခုနှစ်မှာအမေရိကန်စတော့ဈေးကွက်ဟာ Black Monday နဲ့ကြုံတွေ့ရပြီးလုံးဝပြိုလဲသွားခဲ့လို့ဂျော်ဒန်ရဲ့ကုမ္ပဏီလည်းချက်ချင်းဒေဝါလီခံခဲ့ရကသူလည်းအလုပ်လက်မဲ့ဖြစ်သွားခဲ့ရတယ်လမ်းပြောင်းနေတဲ့အချိန်မှာပဲဇနီးဖြစ်သူကသတင်းစာရဲ့ထောင်လေးတစ်ခုမှာလောင်းအိုင်လမ်းမှာရှိတဲ့ကုမ္ပဏီအသေးလေးတစ်ခုကိုရှာတွေ့ခဲ့တယ်ဂျော်ဒန်ချက်ချင်းသွားကြည့်တဲ့အခါလူကစွန့်သွားခဲ့ရတယ်ဒီကုမ္ပဏီကစုပ်ပြတ်နေပြီးဝန်ထမ်းတွေကလည်းတာမန်ကာရှန်ကာဝတ်ဆင်ထားကြကဆင်းရဲသားတွေကိုတန်ဖိုးနေတဲ့အမိုက်စတော့တွေကိုဖုံးဆက်ပြီးလိုက်ရောင်းနေကြတာဖြစ်ပါတယ်ဒါပေမဲ့အလုပ်ရှင်ကသူ့ကိုပြောပြတာကဒီနေရာရဲ့ကော်မရှင်က90%ထိရှိတယ်ဆိုတာပါပဲဂျော်ဒန်ချက်ချင်းတွေးကြော်သွားပြီး Wall Street မှာတင်ယူခဲ့တဲ့စကားပြောနုပညာနဲ့နှုတ်မှုစွမ်းရည်ကိုတုံးကကားကိုတောင်လိုအလုပ်ရုံလေးကိုနေပညာကုမ္ပဏီကြီးတစ်ခုလိုဖြစ်အောင်မော်မှန်ပစ်ခဲ့လို့ပထမဆုံးအော်ဒါမှာတင်$90တူညရရှိခဲ့တယ်မကြခင်မှာပဲသူတစ်လကို$9000ထိဝင်နေတဲ့အချက်ကအိမ်နီးနားချင်းတိုနီကိုအံ့အားသင့်သွားစေခဲ့ပြီးအလုပ်ကနေချက်ချင်းထွက်ကဘာပဲဖြစ်ဖြစ်သူ့နောက်လိုက်ဖို့ဆုံးဖြတ်ခဲ့တယ်သူတို့နှစ်ယောက်စကားလက်ဆောင်ကြပြီးနောက်အလုပ်ထွက်ပြီးကိုယ်တိုင်လုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်သူတို့ကစုပ်ပြတ်နေတဲ့ကားကိုတောင်တစ်ခုကိုငှားရမ်းပြီးဇာတိမြေကအပေါင်းအသင်းတွေကိုခေါ်ယူကာကိုပိုင်ကုမ္ပဏီထူထောင်ခဲ့ကြတယ်လူတော်တွေကိုစီးရုံးဖို့အတွက်ဂျော်ဒန်ကဒီဖောင်တင်ကိုငါ့စီရောင်းပေးပါဆိုတဲ့အင်တာဗျူးမေးခွန်းတစ်ခုထုတ်ခဲ့တယ်ဂရက်လို့ခေါ်တဲ့မုတ်စိတ်မွေးနဲ့လူတစ်ယောက်ပဲအမှတ်ပြည့်အဖြေကိုပေးနိုင်ခဲ့တယ်သူကတိုက်ရိုက်မရောင်းပဲဂျော်ဒန်ကိုသူ့အတွက်လက်မှတ်တစ်ခုထိုးပေးဖို့အရင်တောင်းဆိုခဲ့တယ်ဂျော်ဒန်ကသူ့မှာဖောင်တင်မရှိဘူးလို့ပြောတဲ့အချိန်ကျမှသူကဖောင်တင်ကိုကမ်းပေးလိုက်ပြီးလိုအပ်ချက်ကိုဖန်တီးပြီးမှကုန်ပစ္စည်းကိုရောင်းချရမယ်ဆိုတဲ့အယောင်းဝယ်အနှစ်သာရကိုအပြည့်အဝဖော်ပြပေးခဲ့တယ်ဒါပေမဲ့ဆင်းရဲသားတွေရဲ့ငွေကိုပဲရှာနေရတာကအတိုင်းတာသေးလုံးတယ်လို့ဇနီးဖြစ်သူရဲ့စကားတခွန်းကသူ့ကိုနှိုးချသွားစေခဲ့တယ်ဂျော်ဒန်ကပုံစံပြောင်းပြီးဟိုတရားကိုင်းနှုံးသောလူချမ်းသာတွေကိုပဲအဓိကဦးတည်ဖို့ဆုံးဖြတ်လိုက်တယ်သူကကုမ္ပဏီကိုတမိုင်းတက်တန်းရာစုနှစ်ချီရှိတဲ့လုပ်ငန်းကြီးတစ်ခုအဖြစ်အယောင်ဆောင်ပြီးစစ်တေတုံအောက်မွတ်ဆိုတဲ့မြင့်မားတဲ့အမိတစ်ခုပေးခဲ့ကဝန်ထမ်းတွေကိုလည်းဒုတိယကထဆိုတဲ့ခေါင်းစဉ်တွေတက်ပေးပြီးလူတွေကိုခြောက်လန့်ခဲ့တယ်အဲ့ဒီနောက်သူကတေချာပေါက်အနိုင်ရမယ့်စကားပြောပြူဟာတစ်ခုကိုဒီဇိုင်းဆွဲခဲ့ပြီးအရင်ဆုံးအမျက်တေချာပေါက်ရမယ့် blue chip စတော့တွေကိုညွန်ပြီးဖောက်တီတွေကိုအမြင့်ကျွေးကယုံကြည်မှုတည်ဆောက်ခဲ့တယ်အဲ့ဒီနောက်မှသူတို့ကိုကော်မရှင်ကမြင့်နဲ့အမိုက်စတော့တွေကိုအတင်းဝယ်ခိုင်းတော့တယ်ဒီလိုချောမွေ့တဲ့ဗျူဟာတွေကြောင့်ကုမ္ပဏီရဲ့အတိုင်းတာဟာစုပ်ပြတ်နေတဲ့ကားကိုတောင်ကနေမိုးမြော်တိုက်ကြီးစီကိုအလင်းလိုမြင်မြန်ဆန်ဆန်ပြောင်းရွှေ့နိုင်ခဲ့တယ်နာမည်ကြီးမဂ္ဂဇင်းဖော်ပြီးကတော့သူ့ကို Wall Street ရဲ့ဝန်ပလွေလို့ခေါ်ဆိုခဲ့ကြပြီးနာမည်ကြီးလာပြီးနောက်မှာတော့နာမည်ကြီးတက္ကသိုလ်ကထူးချွန်ကျောင်းသားတွေအလူအယက်လာရောက်ပူးပေါင်းခဲ့ကြတယ်ဂျော်ဒန်ရဲ့ကုမ္ပဏီဟာငွေကြေးအင်ပါယာကြီးဖြစ်လာခဲ့ပြီးသူကိုယ်တိုင်လည်းရွှေငွေတွေကြားမှာလုံးဝလမ်းပြောက်သွားခဲ့ရတယ်သူကပါတီပွဲတစ်ခုမှာရွှေအိုရောင်ဆံပင်နဲ့နာအိုမီကိုတွေ့ခဲ့လို့အခက်ခဲတွေကိုတူတူဖြတ်တန်းခဲ့တဲ့ဇနီးဖြစ်သူကိုပြစ်ပယ်ဖို့ဝန်မလေးပဲချက်ချင်းကွာရှင်းပြီးပြန်လည်အိမ်ထောင်ပြုခဲ့ကငွေကိုရေလိုသုံးတဲ့စိန်ခံဘဝကိုဖြတ်တန်းခဲ့တယ်ဒါပေမဲ့သူ့ရဲ့အယူမူငွေရှာတဲ့လုပ်ရက်တွေကမကြခင်မှာပဲ FBI စုံထောက်တင်ဟန်ရဲ့တတိပြုမိခြင်းကိုခံလိုက်ရတယ်စုံစမ်းစစ်ဆေးမှုတွေကိုရှောင်ကွင်းဖို့အတွက်ဂျော်ဒန်ကအမေရိကန်ဒေါ်လာ$90ကိုဆွစ်ဇာလန်ဘဏ်စီပြောင်းရွှေ့ဖို့စီစဉ်ခဲ့တယ်ဒါပေမဲ့ဒီလိုအရေးကြီးတဲ့အချိန်မှာပဲအသင်းဖော်ညံတိုနီကဆေးလုံပြီးငွေတည်ယူပို့ဆောင်ရေးတာဝန်ယူထားတဲ့ Brett နဲ့လမ်းမပေါ်မှာတင်ရန်ဖြစ်ကြလို့ Brett ကရဲတွေရဲ့လက်ထဲမှာတင်ချက်ချင်းဖမ်းဆီးခြင်းခံလိုက်ရတယ်ဂျော်ဒန်ကိုမိမိရဲ့အမားကိုဖုံးကွယ်ဖို့အတွက်တိုနီကဂျော်ဒန်ကိုတက်တန်းလွန်ခဲ့တာဆယ်စုနှစ်ချီရှိပြီဖြစ်တဲ့ပြင်းထန်တဲ့ဆေးပြားတစ်လုံးပေးခဲ့တယ်ရလတ်အနေနဲ့ဆေးစွမ်းကနောက်ကျမှထွက်လာပြီးဂျော်ဒန်က Brett ဖမ်းဆီးခံရတဲ့တဲ့ရင်ကိုကြားပြီးတဲ့နောက်မှာတော့ခန္ဓာကိုယ်တစ်ခုလုံးလေဖြတ်တယ်လို့ဖြစ်သွားခဲ့ရကလောက်ကောင်တကောင်လိုမျိုးဖုံးနေတဲ့ကနေကားစီကိုတွားသွားခဲ့ရတယ်ဒါကဖုံးလိုင်းကြားဖြတ်နားထောင်ခံနေရတဲ့တိုနီကရှို့ဝက်ချက်တွေထက်ပြီးမပေါက်ကြားအောင်တားဆီးဖို့အတွက်အိမ်ကိုအမြန်ဆုံးပြန်ဖို့ပါပဲဒီရုံရင်ဆန်းခတ်မှုဟာနောက်ဆုံးတော့ Brett ရဲ့တစ္ဆာရှိမှုကြောင့်ခိတ္တငြိမ်သက်သွားခဲ့ပြီးသူကထောင်3လချက်ခံခဲ့ရကစကားတစ်လုံးမှမပြောခဲ့ပါဘူးဒီမုံတိုင်းပြီးဆုံးသွားပြီးနောက်ရှေ့နေကဂျော်ဒန်ကိုယာရုကနေအလိုလျောက်နှုတ်ထွက်ဖို့နဲ့ကုမ္ပဏီကနေထွက်ခွာဖို့အကြံပြုခဲ့ပြီးဒါက FBI ရဲ့ဆက်လက်စုံစမ်းမှုကိုလဲလှယ်ဖို့ပါပဲနှုတ်ဆက်စကားပြောတဲ့ပွဲမှာတော့အောက်ကညီအကိုတွေရဲ့မခွဲနိုင်တဲ့မျက်ဝန်းတွေကိုကြည့်ပြီးဂျော်ဒန်ဟာစိတ်လိုက်မှန်ပါဖြစ်သွားခဲ့ကသဘောတူညီချက်ကိုချက်ချင်းဆုတ်ဖြတ်ပစ်ပြီးဥပဒေကိုအဆုံးထိရှင်ပြိုင်ဖို့ဆုံးဖြတ်ခဲ့တယ်ဒါပေမဲ့သူမသိခဲ့တာကတော့ဒီစိတ်လိုက်မှန်ပါဆုံးဖြတ်ချက်ကသူ့ကို6နှစ်ထဲကိုလုံးဝတွန်းပို့လိုက်တာပါပဲမကြခင်မှာပဲသူ့ကိုငွေခွာချပေးတဲ့ဆွစ်ဇာလန်ဘဏ်လုပ်ငန်းရှင်ဖမ်းဆီးခံရပြီးအစွဲလန်းတွေရဂျော်ဒန်ကိုပါဖော်ထုတ်ခဲ့တယ်ဂျော်ဒန်ဟာစတော့လိမ်လည်မှုနဲ့ငွေခွာချမှုတွေနဲ့ဖမ်းဆီးခံရပြီးထောင်ဒဏ်အနှစ်20ရင်ဆိုင်ရတော့မယ်အဲ့ဒီအချိန်မှာပဲတစ်ချိန်ကသူ့ကိုအသက်ထက်ချစ်ပါတယ်ဆိုတဲ့နာအိုမီကကွာရှင်းဖို့တောင်းဆိုလာခဲ့တယ်စီးပွားရေးနဲ့မိသားစုနှစ်ခုစလုံးပြိုလဲသွားတဲ့အခါဂျော်ဒန်လုံးဝပျက်စီးသွားခဲ့ရတယ်
ထောင်ဒဏ်ကို4နှစ်အထိလျှော့ချနိုင်ဖို့အတွက်သူကနားထောင်ဆက်တက်ဆင်ဖို့သဘောတူခဲ့ပြီးကုမ္ပဏီကိုပြန်သွားကအပေါင်းအသင်းတွေရဲ့ပြစ်မှုသက်သေတွေကိုလိုက်လံစုဆောင်းခဲ့တယ်။ဒါပေမဲ့တစ်ချိန်ကညီကိုကောင်းဖြစ်ခဲ့တဲ့တိုနီကိုရင်ဆိုင်ရတဲ့အခါသူစိတ်ပျော့သွားခဲ့ပြီးစက်ကူဆုပ်လေးတစ်ချက်ကိုတိုးတိုးလေးကမ်းပေးကတတိပေးခဲ့တယ်။ဒါပေမဲ့သူမသိခဲ့တာကတော့ရှင်တန်မှုအရှိမတငယ်ချင်းဆိုတာလုံးဝမရှိဘူးဆိုတာပါပဲ။တိုနီကလှည့်ပြန်ပြီးသူ့ကိုချက်ချင်းပြန်ရောင်းစားခဲ့တယ်။စိတ်ပြအားငယ်သွားတဲ့ဂျော်ဒန်ကနောက်ဆုံးတော့လူအားလုံးကိုဖော်ထုတ်ခဲ့ပါတော့တယ်။နှစ်အနည်းငယ်ကြာပြီးနောက်ဂျော်ဒန်ထောင်ကလွတ်လာခဲ့ပြီးသူ့ရဲ့ Wall Street ပွဲစားနာမည်ကတော့ဆက်လက်ကြော်ကြားနေသေးပါပဲ။သူဟာပုံစံပြောင်းပြီးအောင်မြင်မှုပညာရပ်တွေကိုတင်ကြားပေးတဲ့စိတ်တက်မြင့်တင်ရေးကတိကတူဖြစ်လာခဲ့တယ်။လူပြည့်ရှိနေတဲ့ဟောပြောပွဲမှာသူကထောင်တောင်းချီတဲ့ချမ်းသာခြင်းနေကြတဲ့လူငယ်တွေကိုကြည့်ပြီးပြုံးရက်နဲ့ဖောင်တင်တစ်ချက်ကိုထုတ်ကအဲ့ဒီကန်ထဝင်မေးခွန်းကိုမေးလိုက်ပါတော့တယ်ဒီဖောင်တင်ကိုငါစီရောင်းပေးပါ